ခုဘလောကလည်းတစ်သက်တည်း15သိန်းလောက်ရောက်ပြီပါဒါကြောက်တောက်လို့ပြ Hello everyone ဒီနေ့ကတော့မိုးအေးလေးနဲ့ရွှေကောင်းဟော့ပေါ့စားချင်တာနဲ့တမိသားစုလုံးသွားစားခဲ့ကြပါတယ်မိုးရသည်နဲ့ဟော့ပေါ့ဆိုတာအမြဲတွန်တွဲနေရဲ့သူနဲ့ငါလိုပါပဲအဲ့နဲ့ပဲအီဗန်ကငယ်တော့စားနေကြဖြစ်တဲ့ဘာရွှေကောင်းဟော့ပေါ့ဆိုင်မှာပဲသွားစားခဲ့ကြပါတယ်သူကမိသားစုအတွက်အခန်းယူလို့ရဆိုအီဗန်ကိုလည်းအဲ့လိုအခန်းတစ်ခန်းကိုကြိုပြီး booking လုပ်လိုက်ရပါတယ်ဘာကောင်းလဲဆိုရင်မိသားစုနဲ့ AC chill လို့ရှိတဲ့လူတွေအတွက်ဆိုဆင်ပြေပါတယ်ဆေးရတော့အယောင်နေပုံမူတည်ပြီးတော့ကွဲသွားတာဖြစ်ပါတယ်ဒါတွေကတော့အိမ်ကနေယူလာဖြစ်ပါတယ်ဒါကတော့ really ရသူဝိုင်းငှက်တဲ့ဆိုပြီးငှက်ပြနေပါတယ်အမှဘိုက်ဆဆာနဲ့ရှီမြဟာအကုန်လုံးထည့်လိုက်ပါတယ် honest review ပေးရမယ်ဆိုရင်ရွှေကောင်းရဲ့ signature design ကိုဟာမျိုးကျတော့9 out of 10ပေးပါတယ်ဒါပေမဲ့သူ့ရှိရာအသားလွှာတွေကိုသိကြတဲ့ထဲမပါဘူးဆိုတော့5 out of 10ပဲပေးပါတယ်။လာ Ivan Q နဲ့ရေခိုးတော့တော်တော်လေးကြိုက်ပါတယ်။အပြင်ကျတော့ Ivan လိုလေးရေးခိုင်ရန်ကုန်မြကြီးလှအောင်ခံစားခဲ့ကြပါတယ်။ Thank you for your time and don't forget to subscribe my YouTube channel.